solar lunar the sun ကနေနဲ့ပတ်သက်တော့ကြတော့ solar energy ဆိုရင်နေရောင်ခြည်စွမ်းအင် solar panel solar ပြား solar system နေအဖွဲ့အစည်းနေနဲ့ဂျိုကြီးကိုလုံးပါဝင်တဲ့နေအဖွဲ့အစည်းကို solar system the moon ကလနဲ့ပတ်သက်တော့ကြတော့ lunar new year တရုတ်နှစ်ကူဘာဖြစ်လို့လဲဆိုတော့လကိုအခြေခံပြီးတွက်ထားတာဖြစ်လို့အဲ့တော့ lunar calendar ဆိုရင်လကိုကြည့်ပြီးတွက်ထားတဲ့ပြက်ကလေး lunatic ကြတော့အယူယူတွက်ခြင်းကလနဲ့ဆိုင်တယ်လို့ယူဆခဲ့ကြလို့ water ကရေနဲ့ပတ်သက်တော့ကြတော့ aquatic plant ဆိုရင်ရေမှာပေါက်တဲ့အပင်တွေ aquatic animals ရေသတ္တဝါတွေ aquarium ကြတော့ငါးပြတိုက်ရေသတ္တဝါပြတိုက်ပေါ့နော် heat ကအပူနဲ့ပတ်သက်တော့ကြတော့ thermal energy အပူစွမ်းအင် thermal well ခန္ဓာကိုယ်ပူနွေးအောင်လို့ဝတ်ရတဲ့အသားကဝတ်စုံပြီးရင် thermometer ကပူချိန်တိုင်းကိရိယာ